အသက်ငယ်သေးတဲ့ပုဂ္ဂိုလ်တွေကငါတို့ငယ်သေးတယ်တရားလုပ်เสียမလို့သေးဘူးငယ်တဲ့ဘဝမှာပျော်ပျော်ဝဲနေအောင်ပဲမအိုသေးဘူးလို့ဒီလိုယူဆပြီးတော့နေကြအဲ့ဒါလို့ငါမအိုသေးဘူးငယ်သေးတယ်လို့ဆိုတဲ့ဒီလိုတွေးပြီးတော့ရှင်မူးနေတာဟာရှုပ္ပနမဒလို့ခေါ်တယ်နုပြုမှုပေါ်မှာရှင်မူးခြင်းပဲဖြစ်တယ်အဲ့ဒီနုပြုမှုပေါ်မှာရင်မူးပြီးတော့ငါဟာနုပြုတယ်ဆိုတဲ့အတွေးတွေးနေတော့အရေးကြီးတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့အလုပ်တွေမလုပ်ဖြစ်တဲ့အခါမှာဒီဘဝပဲကြီးပွားတော့မလို့တော်ကြကြတော့ဘာဖြစ်တော့မလို့နဲ့ဖြင့်ကဘာဖြစ်တော့မလို့နဲ့ဘာလို့နဲ့မျောလင်းချက်တွေထားပြီးတော့လူတွေဟာမျောလင်းချက်နဲ့အသက်ရှင်နေကြရုပ်တရက်ပြုတ်ခနဲ့သေသွားလို့ရှင်ဘာတစ်ခုမှပါတော့မှမဟုတ်ဘူးဘဝတစ်ခုဟာဆုံးသက်သွားတာဒီလိုပုဂ္ဂိုလ်တွေလောကကြီးမှာအများကြီးပဲငါငယ်သေးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့နေပြီးတော့ရင်မူးနေခြင်းကြောင့်ကုသိုလ်ကောင်းမှုဆိုတာလဲဟုတ်တိပတ်တိမလုပ်လိုက်ဘူး